ပွဲစပါတော့မယ်ဗျဒီပွဲကတော့ဒါကြေးသားဘရင်နဲ့ရွှေရောင်မျိုးဆက်တဲ့အားပြိုင်မဲ့ကြေးပွဲကောင်းလေးပါဗျတာဂီရိုက်ကတင်ထူးပိုင်ရိုက်ကတာဂီဖိုးစင်ထူထူဘေစတာတို့၄ဒီဘက်ကတော့တင်ထူးပိုင်ပိန်သေးခိုင်မင်းခန့်တွဲဆိုင်၄ပါဗျဒီဘက်က၄ရတော့ဒါကြေးပွဲကစားတဲ့ပွဲတိုင်းကိုအနိုင်ရရှိထားတဲ့ဒါတွဲဆိုင်ပါဗျလက်ရှိအချိန်မှာတော့အတွဲညီတုံတွဲဆိုင်လို့ပြောရင်လည်းမမှားတော့ဘူးဗျပွဲစပြီဗျမင်းကန်စာပဲကိုစရထားပြီဗျမင်းကန်စာပဲထူးထူးဖမ်းထားပြီဗျမင်းကန်စေဘုံမိထားပြီဗျစာပဲရှင်အမတ်လက်ဩပါပဲဗျကိုကျော်မင်းဦးရေတင်ထူးပိုင်ကပြင်ဦးလင်သားလေးပါဗျစာပဲရှင်အမတ်လက်ဩပါပဲဗျမတ်လက်အောမင်းခန့်စာပဲထူးထူးဖမ်းထားပြီဗျစာပဲရှင်အမတ်လက်ဩပါပဲဗျထူးထူးစာပဲပိန်သေးဖမ်းထားပြီဗျတင်ထူးပိုင်ကောင်းလုံးနေဗျစာပဲရှင်မတ်လက်ဩပါပြီဗျအရှင်းငတ်နေတဲ့ကောင်လေးကြီးကဘယ်လိုပေါက်လဲကြီးကတော့ဒဲပါပဲဗျတာကြီးရိုက်လုံးခိုင်စေဘောမိသွားပြီမဲ့ဒါအဘောသိရွနဲ့ထိသွားတယ်ဗျစာပဲရှင်မတ်လက်ဩပါပဲဗျဒီဖမ်းထားပြီဗျတင်ထူးပိုင်မဝမ်းလက်ပါဗျလူစာကေဒါပိန်လေးကိုလိုင်းလူလိုင်းတမတ်စတင်ရရှိသွားပြီဗျမတူလက်ပါထူးထူးစားပဲပိန်လေးဖမ်းထားပြီဗျတင်ထူးပိုင်ထူးထူးစေဘောမိပြီမဲ့အနေငယ်ဆင်သွားပြီဗျစားပဲချင်းအမလက်တူးပါပဲဗျတာဂီကောဂီကောင်းလုံးနေဗျကိုကြီးပိန်သေးတို့မောင်းခွင်းမဟုတ်ပါဘူးခင်ဗျဒီပွဲစဉ်ကတင်တူးပိုင်ရိုက်ကတာဂီရိုက်ကပါဗျစာပေပြက်လုံးရက်ကြော်ဖြစ်ပြီးပြန်လာအိုးပန်းပါဗျထူးထူးစာပေပိန်သေးဖမ်းထားပြီဗျတင်တူးပိုင်အမလက်တူးပါပဲဗျမလက်တူမင်းခန့်စာပဲတာဂီဖမ်းထားပြီဗျတာဂီကောင်းလုံးနေဗျကိုအောင်မျိုးထွန်းရေတာဂီတို့ပြိုင်ပွဲကနှစ်ပွဲတစ်ပွဲနဲ့တာဂီတို့စမီဖိုင်နယ်အဆင့်ကိုတက်ရောက်သွားပြီဗျတင်ထူးပိုင်ဖမ်းထားပြီဗျတင်ထူးပိုင်ကောင်းလုံးနေဗျစာပဲရှင်အမတ်လက်တူးပါပြီဗျမင်းခန့်စာပဲတာဂီဖမ်းထားပြီဗျတာဂီက18ကြေးပွင့်ထားတယ်ဗျဒီပွဲစဉ်ကိုတော့တာဂီရဲ့ဘောစီကိုယ်တိုင်က18ကိုကြားတော့ဆွဲနေတာဆိုတော့ကျွန်တော်ယူပေးလို့မရသေးဘူးကိုကြီးစာပဲရှင်အမတ်လက်တူးပါပဲဗျ
မလက်တူမင်းခန့်စားပေးကိုစင်ဖမ်းထားပြီဗျတာကြီးရိုက်လုံးခိုင်းမိထားပြီဗျအော်စေထောက်တွေကတော့ကြောက်စရာကြီးပဲနော်ဒီလေးတော်နေဦးကြီးမနေ့ခင်းကကြီးတို့နိုင်သွားတယ်ဗျလက်ရှိချိန်မှာတော့ဒီတွဲဆိုင်တွေကအဆင့်မြင့်ဆုံးတွဲဆိုင်တွေလို့ပြောလို့ရနေတာဆိုတော့ရိုက်အားအစေထောက်တွေကဘာမှမပြောသေးရမလို့ဘူးဗျသာဝေရှိအမတ်လက်တူးပါပြီဗျဒီလေးဖိုးရှိတို့ဘွဲကမသေးကြသေးဘူးဗျဖိုးရှိတို့ချိုးရင်ထွက်ရမယ်နာရင်တက်ရမယ်ဗျသာဝေရှိအမတ်တူးလက်ပါပဲဗျထူထူစားပဲခိုင်ကြီးဖမ်းထားပြီဗျတင်ထူးပိုင်ပါနဲ့လုံးနေဗျမင်းကန်စားပဲနောက်စီကိုအနေငယ်ဝေးသွားတယ်ဗျစားပဲရှိထူထူစားပဲခိုင်ကြီးဖမ်းထားပြီဗျတင်ထူးပိုင်ထူထူစေဘောမိသွားပြီဗျဆွေစေစင်ပါဗျထူထူစားပဲပင်လေးဖမ်းထားပြီဗျတင်ထူးပိုင်ကောင်းလုံးနေဗျမင်းကန်စားပဲထူထူဖမ်းထားပြီဗျတာကြီးပါဗျတင်ထူးပိုင်ကောင်းလုံးနေဗျမင်းကန်စားပဲခီဖမ်းထားပြီဗျဒီရိုက်လုံးကောင်းလုံးနေဗျရီလက်ထူထူစားပဲပင်လေးဖမ်းထားပြီဗျတင်ထူးပိုင်ကောင်းလုံးနေဗျတင်ထူးပိုင်ရတဲ့ရိုက်ချက်တွေကတော့တိကျသေးတတ်လုံးနေဗျအမတ်လက်သရီးပါပဲဗျစာဝေးရှိအမတ်သရီးလက်ပါပဲဗျထူးထူးစားပဲပိန်သေးဖမ်းထားပြီဗျတင်ထူးပိုင်ကောင်းလုံးနေဗျာတာကြီးပါဗျာနော်ရေဘေးရိတ်ကကိုအကြိုက်ကြည့်ရမယ်ဗျထူးထူးစားပဲပိန်သေးဖမ်းထားပြီဗျတင်ထူးပိုင်ရိုက်လုံးထူးထူးစေဘောမိသွားပြီဗျရွှေစဲစင်ပါဗျဖိုးလက်ပါဒီချိန်မှာတော့ကြေးစားတိုင်းလောကရဲ့အဆင့်မြင့်ဆုံးတွေးဆိုင်နေရေကစားအားတော့ကြည့်ရတာတန်နေပြီဗျတင်ထူးနေပြီဗျတင်ထူးပိုင်ကောင်းလုံးနေဗျဟောမင်္ဂလာဆောင်နဲ့ရှိရဗျကိုကြီးအိုးဖိုးလက်ပါပဲဗျထူးထူးစားပဲပိန်သေးဖမ်းထားပြီဗျတင်ထူးပိုင်ရွှေစဲစင်စေဘောမိသွားပြီဗျခိုင်ပြန်ဆယ်ထားပြီဗျမဖိုင်လက်ပါထူးထူးစားပဲခိုင်ကြီးရိုင်သွားပြီဗျဥပနီရှိမလက်ဖိုက်ပါဗျတာကြီးဖမ်းထားပြီဗျတာကြီးပါနဲ့လုံးနေဗျမဖိုင်လက်ခိုင်ဖမ်းထားပြီဗျတင်ထူးပိုင်ရဲ့ရိုက်လုံးတော့ဒါစီနီယာကစားသမားကြီးဖြစ်တဲ့စေဘေကီဘလော့ဂင်မိသွားပြီဗျခုဆိုရင်တော့တာကြီးဖိုးစင်ဘစ္စတာဒူးထူးထူးတွဲဆိုင်ကပွဲကိုရှောင်းမှတ်တာနဲ့ဥဆောင်သွားပြီဗျတင်ထူးပိုင်ကောင်းလုံးနေဗျအပိရှိမတ်လက်စစ်ပါကိုနိုင်ဆိုရင်ပွဲကတော့ဒါကြီးပွဲရက်တာအပြေဝပေးစွန့်တဲ့ပွဲကောင်းလေးတစ်ပွဲပါဗျပွဲတွေကဒါကြည့်ရခဲ့တဲ့ပွဲတွေပါဗျမောင်ကြီးခိုင်ကြီးမျက်စိလေတယ်လို့မဟုတ်ဘူးဗျအစောပိုင်းပွဲကဒါကြေးကြီးနိုင်ထားတာဖြစ်တဲ့အတွက်ဒီပွဲကိုတင်ထူးပိုင်ကိုတာကီးနဲ့လက်အိတ်ဆန်းတဲ့သဘောမျိုးနဲ့
ပြန်လဲအခန့်ပေးတာဆိုတော့ဒီပွဲခိုင်မျက်စိလဲတဲ့ပွဲမဟုတ်ဘူးဗျကြေးသားပွဲအတွေ့အကြုံကောင်းတွေပိုင်ဆိုင်ထားတဲ့သားသမားချင်းဒါညံရီကစားအားရှင်ပြိုင်တဲ့ပွဲမှာခိုင်တကွဲဟားလိုက်ပြီလို့ထင်ရပြီဗျသာဝေရှင်အမှတ်လက်စစ်ပါဗျဘုံဝင်လို့တာဂီကလည်းလက်ရှိချိန်မှာသူ့ရဲ့အကောင်းဆုံးလက်ရည်မရဘူးဆိုပေမဲ့အတွေ့အကြုံနဲ့ဒါကစားအားကပုံမှန်ထက်တော့ပြန်လဲကောင်းမွန်လာပြီဗျသာဝေရှင်အမှတ်လက်စစ်ပါပဲဗျစာပေရှင်အမှတ်လက်စစ်ခိုင်စာပေပါတယ်ကိုရေစာပေရက်ထိုးဘယ်သူထိုးပါဗျရှင်အမှတ်စစ်လက်ပါပဲဗျထူစာပေပိန်သေးဖမ်းထားပြီဗျတင်တူးပိုင်စာပေရှင်အမှတ်လက်စစ်ပါပဲဗျမင်ခန့်စာပေထူဖမ်းထားပြီဗျတာဂီရိုက်လုံးပိန်သေးစေဘောမိသွားပြီဗျဦးဇင်းတော်ပထမဦးဆုံးတမတ်ကိုတော့ပိန်သေးပိန်နိုင်ရယူသွားပြီဗျအမှတ်1စစ်ပါစာပေရှင်အမှတ်စစ်1ပါဗျထူစာပေပိန်သေးဖမ်းထားပြီဗျတင်ထူးပိုင်စစ်စင်စေဘောမိထားပြီဗျပိန်သေးကောင်းလုံးနေဗျစာပေရှင်အမှတ်1စစ်ပါရွှေရောင်မျိုးသက်သေးကစားသမားလေးတွေရဲ့ကစားအားမထင်ထားလောက်အောင်ကောင်းလုံးနေဗျခိုင်စေဘောမိသွားပြီဗျပိန်သေးအမှတ်တမဲ့ရယူတာအတိကျသိသက်လုံးနေဗျအမှတ်2စစ်ပါမင်ခန့်စာပေထူဖမ်းထားပြီဗျခိုင်စေဘောမိသွားပြန်ပြီဗျအိုပန်နီဗျအိုပန်နီကောင်းလုံးနေဗျခိုင်ရဲ့စိတ်အားမင်းခန့်ရဲ့အထောင်နဲ့တူပိန်သေးရတော့တိကျသေးချစွာအဆုံးသတ်နေပြီဗျတာဂီရဲ့ရိုက်လုံးတော့တင်တူးပိုင်ဘလော့ကင်မိသွားပြီဗျအမှတ်4စစ်ပါပြန်စပြီဗျမင်းခန့်စာပဲထူဖမ်းထားပြီဗျတာဂီပါဗျဟုတ်တယ်ပွဲရကြာတော့တာဂီတက်လုံနောက်ပိုင်းကြာသွားမယ်ထင်တယ်ဗျထူစာပဲပိန်သေးဖမ်းထားပြီဗျတင်ထူးပိုင်ကောင်းလုံးနေဗျစာပေရှိမဖိုးစစ်ပါပဲဗျတာဂီပါဗျစာပေရှိမစစ်ဖိုးပါပဲဗျထူစာပဲခိုင်ဖမ်းထားပြီဗျတင်ထူးပိုင်ကောင်းလုံးနေဗျစာပေရှိမဖိုးစစ်ပါပဲဗျမင်ခန့်စာပေထူဖမ်းထားပြီဗျမဖိုင်စီဖြစ်သွားပြီဗျမစစ်ဩဘာပွဲရဘာမဆိုဖြစ်သွားနိုင်တဲ့အနေအထားကိုရောက်ရှိလာပြီဗျခိုင်ရဲ့အစေထောက်တင်ထူးပိုင်ရဲ့အဆုံးသက်သေးကြမှုတွေနဲ့အမှတ်ကတော့ရှောက်မှတ်တူလာပြီဗျစာပေရှိမစစ်ဩပါပြီဗျအဘေပိန်လေးဖမ်းထားပြီဗျတင်ထူးပိုင်တာဂီဘလော့ကင်မိသွားပြီဗျမ7စစ်ပါဗျထူစာပဲပိန်သေးဖမ်းထားပြီဗျစာပေရှိမ7ပါပြီဗျဟုတ်တယ်ညီလေးအောင်စောမျိုးကြီးမင်းခန့်အထောင်ကြီးကောင်းလုံးနေဗျစာပေရှိအမှတ်7စစ်ပါပြီဗျထူစာပဲခိုင်ဖမ်းထားပြီဗျတင်တူပိုင်ရဲ့ရိုက်လုံးတော့စီနီယာကစားသမားကြီးဂီဘလော့ကင်မိသွားပြီဗျမ8မှတ်6မှတ်ပါဗျ